ဇက်သပင်ကိုအခြားသူတွေလိုအခုမှထူးချွန်တာမဟုတ်ပဲငငယ်ကလေးကဝါသနာပါကြောင်းပုံလေးတွေချပြလာတဲ့အောင်စဘူးပရိသတ်ကြီးအောင်စဘူးကတော့ပေါ်ပေါ်ပေပေမဟုတ်ဘူးနော်ဇက်သပင်မှာတခြားသူတွေလိုမျိုးအခုမှကောက်ရိုးမီးလိုအောင်မြင်တာမဟုတ်ပဲအငယ်လေးကလေးကသပင်ကိုယူသွတ်တဲ့သူပေါ့၃နှစ်သားအရွယ်ကနေကျောင်းနေအရွယ်ထိအကတွေမှာဆူရရှိခဲ့ပြီးတော့တမှုထူးခြားတဲ့သူလေးပါနော်မိဘနှစ်ဦးကလည်းအောင်စဘူးလေးငငယ်ကလေးကသူဖြစ်ချင်တဲ့သပင်ပညာကိုပံ့ပိုးပေးခဲ့တာတွေ့ရပါတယ်။ဇက်သပင်မျိုးရိုးမရှိပဲအခုလိုမျိုးထွန်းတောက်တဲ့အထိအောင်မြင်တာကအများကြီးရဲတယ်လို့မျိုးအကက်ကောင်းတာလည်းမဟုတ်တယ်လို့ဖားရနေတဲ့အကျင့်လည်းမဟုတ်ခဲ့ပါဘူး။အောင်စဘူးရဲ့အရေးချင်းတဲ့ဇက်သပင်အပေါ်မှာယူသွတ်ပြီးတော့ဒီဇိုင်းမမတ်စူးစားတဲ့ဇွဲလုံးလာတွေကြောင်းပါပဲနော်။အောင်စဘူးကအောင်စဘူးမလို့အခုဆိုရင်တော့စိန်ဆိုင်ပိုင်ရှင်တွေရွှေဆိုင်ပိုင်ရှင်တွေရဲ့အောင်အတိတ်နဲ့ခေါ်ယူဖဲချိုးဖြတ်ခံရတဲ့အထိအောင်မြင်ကြော်ကြားနေကြတာဖြစ်ပါတယ်။ဒီတော့ပရိသတ်ကြီးမင်းသားလေးအောင်စဘူးရဲ့ငငယ်လေးကလေးကအရေးချင်းကအခုထိတိုးတက်နေတာမလို့ရှေ့လျှောက်လဲဒီထက်ပိုပြီးကျဲလေးတစ်ပွင့်လိုမျိုးတောက်ပနေအောင်ပါပါ။မှတ်ချက်လေးတွေကိုလည်းပြောပြခဲ့ပါအောင်ရှင်။အောင်စဘူးရဲ့ငယ်ဘဝပုံရိပ်တွေကတကယ်ကိုပရိသတ်တွေရဲ့အချစ်တော်ပုံစံလေးတွေမလို့မိသားစုတွေကတော့ဦးရနေကြတာဖြစ်ပါတယ်ရှင်။